ဟုတ်ကဲ့သူစိတ်ကဆိုခဲ့တဲ့အလူတချင်းရှာရှာပါပါတပုတ်ပဲရှိတယ်နော်ဟုတ်ကဲ့သူကတော့သူ့နှစ်ပါးတချင်းတွေပဲသူကဆိုခဲ့တာအရင်တော့ကလဲမဲတုံးကစင်တွေတတလုံးချင်းမဲရေးလို့ရေးလို့နဲ့မဖဲဒါဥစိန်ကတော့သူနှစ်ပါးတချင်းတွေနှစ်ပါးအတူနဲ့ပတ်သက်တဲ့တချင်းဆရာရပါတယ်ဟုတ်ကျွန်တော်တပုတ်လောက်ဆိုပြပါမယ်ဆရာဦးအလူတော်မင်္ဂလာကြီးနဲ့စေတရာစီတိုင်းရောက်ဖြစ်မှန်ပါဓမ္မဂီတတေးချင်းကြီးလည်းဖြစ်အောင်ဟုတ်ကဲ့နော်ညီတော်မင်းနိုင်ချုပ်ခန်းနော်ညီတော်မင်းနိုင်ချုပ်ခန်းဆိုတာကတော့တော့ဘာလို့ဆိုလဲဆိုတော့ကျွန်တော်ဆရာတော်တပါးတရားဟောတာဒီကောတရားဘာများလို့ဆရာနန္ဒညီတော်နန္ဒမင်းသားကိုအဲ့ဒီမင်းသားကအကျွမ်းမှားတာကွာ။အော်ဆရာတော်ဒီလိုဟောတယ်။ဘာဖြစ်လို့လဲဆိုတော့တက်ကြတာကြီးမင်းမျိုးထဲမှာသူယူထားတဲ့ဗဒကလျာဏီဆိုတဲ့မင်းသူကအရန်ချောတာ။အော်တော်တော်ချောတာပေါ့။တော်တော်ချောမှန်ပါ။အဲ့တော့ဒီမိမချောလေးကိုရထားတဲ့ခါကျတော့သူကကြွားကြည့်။ဟုတ်ကဲ့။နန်းတော်ထဲမှာကြွားကြရအကုန်။အဲ့တော့ဘုရားရှိခိုးတော်မြတ်ကိုချုံးပိတ်ပြီးတော့သူကမင်္ဂလာဆုံးတတ်ပြီးတော့သူကစိုးသားပြင်ပြီးတော့စိုးသားပြင်ပြီးတော့ကိုကြွားတာဗျာသူကအော်ဗျာအဲ့ဒီလိုကြွားတဲ့အခါကျတော့ရရှင်ကိုရောမြတ်ကြီးကစိုးစားဖို့ပွေးပြီးတဲ့အခါကျတော့တပိတ်တော်သူ့နှမ်းပေးတယ်အော်ညီတော်နန္ဒမင်းသားကိုနှမ်းပေးတယ်သူကလည်းတပိတ်ကိုတာမအော်သင်္ကန်းလေးနဲ့ပြင်ပြီးသူ့ဆရာတပိတ်ကိုပြန်ယူမလားအော်ဒါတော့အပေါက်ဝိုင်းတော့ပဲတပိတ်ကိုယူပြီးတော့ပဲယူပြီးပြန်တော့မလားပေါ့အေးပေါ့အဲ့တော့ခေါ်သွားလိုက်ရဟိုတော်တဲ့ခေါ်သွားပြီးတော့တော်ထဲမှာတွေ့တဲ့တိတ်ငုတ်တော်ပေါ်မှာထိုင်နေတဲ့မြောက်ပုံမာကြီးနဲ့တွေ့တော့မှညီတော်နန္ဒမင်းသားကိုညီတော်တဲ့ဟိုရှိကတိတ်ငုတ်တော်ပေါ်မှာထိုင်နေတဲ့မြောက်ပုံမာနဲ့မင်းနောက်မှာကြံနေခဲ့တဲ့ဗဒကလျာဏီသူတို့သမီးနဲ့ဘသူကလှဘသူဟာအဲ့တော့အသေးဆက်ဆက်ကနာပြီးတော့ဟုတ်ကဲ့ဒါလေးကိုတရုတ်ဖော်တဲ့အနေနဲ့ဥစိန်ကလုံးကနေပြီးတော့ဒါကိုဓမ္မတိုင်းဥစိန်ကလုံးကနေဆိုထားတာလေကဲတော့လက်စီရောခံတဲ့ဘိတ်ကလူဘုရားတရားကြီးကတကားကြီးကဘုရားလေးပြော
ဟုတ်ပါတတိထားလက်ဆရာနတ်တမြပမာဟိအိရာလက်ခတ်ဆန်းနဲ့အောဘာသာကလေးအကြီးမမြင်မတည်းမပြတ်တွန်းရတာကြောင့်မင်္ဂလာလက်ခတ်ဆွမ်းလို့မမရကြလို့ဖျားသွားပါဘူးအပါးကတယောက်ဖျားသိမိမမဖို့ရတူနဲ့လမ်းလို့ရဒီဘောဒီတော်ပဲထားပါလို့တော်လာကအပြည့်ဒီကုသိုလ်၆စာအပေါ်ကမြောက်မှာလေပမာကြီးကလေးအနေနဲ့ဘသူလားချောတာကတော့ဘောမမကြဘောရမစိတ်နာအောင်းလည်းပဲသူရဲ့နေတဲ့ကကျွေးနေတာမတိတ်တဲ့ဘုခံတပိတ်ဖက်လို့ဘုရားရချင်တဲ့ကားနဲ့ပြားနေဟာပြုံးပြန်ကရုံးပြန်ကြောက်စရာရမြောက်ပါတရံပန်းအရေးရမြတ်ဝိဒါပိသယတာမြတ်ညာယဩအနိစ္စဒုက္ခယုတ်လာခြင်းယံယုရယ
မလေးသူကမကြားလို့ဝေးတရားမခံရင်များဝတ်ကြောင်လို့လောယုံနေတဲ့ကတော့သိငါနောက်သိမထုံးပါဘူးကျွန်တော်ကောင်းစိတ်တော်ရဲ့မိခမပါရမီညာတာရဲ့သမီးရဲ့သူ့လမ်းများတဲ့1500ပြည်တာကိုလိုက်တာလို့မိုက်မာတော့မမူရလာပါလေရတာနေချေကကတော့ရှိဝေပြတဲ့ဟိုဆရာစိတ်ကြီးတာကတော့လိုက်တီးလုံးနီးထုံထုတ်လိုက်တာဖြစ်ပါလေဖတ်တဲ့ကဒီဆွဲသွားတဲ့တီးကလေနော်နေရာကကြောင်းတကကြီးဖြစ်တယ်နော်ဂရိဥဖို့စိန်ရဲ့အလူတချင်းရှားပါတမုတ်ဖြစ်တဲ့ဒီတော်မင်းနဲ့ချုပ်ခန်းနဲ့တန်မိုးရှိတာဒီဖြောပြပြဆက်တာဖြစ်ပါလေအဲ့ဒါလူတော်မင်္ဂလာပွဲနဲ့မြမဆိုင်ကအလူတော်မင်္ဂလာ